တုံခါစုများနဲ့ကြုံတဲ့အခါလက်တွဲမပြုံးပဲတခါတလေစိတ်ဓာတ်ချကိုဝမ်းနေအားငယ်နေတဲ့အခါဒီသိအားပြီးမဲ့သူတယောက်သာဘဝတစ်ခုလုံးအတွက်လိုအားတယ်စုံစည်းရလို့ပြရရလေးလုံးငါပတိလေးကိုစိတ်ကိုချစ်တဲ့သူနဲ့ပေါင်းစပ်လို့ဘဝမှာခံနေရတဲ့ပူသောနာကျင်ခြင်းများပူလောင်နေတဲ့ခြင်းမျိုးမှကင်းဝေးပါစေထားခဲ့တဲ့ကတိတွေကိုတည်မြဲပြီးယုံကြည်ကြပေါင်းစပ်လို့အပေါ်ရန်တွေမှာတာယာနေတဲ့လိန်ညာမာယာလက်စားခြင်းတွေအောင်မှကင်းဝေးပါစေတကယ်ကုန်ချင်းနဲ့ပဲနဲ့ဟန်ဆောင်ပြီးတော့မျောလင်းကျဲမပေးပါနဲ့စားတဲ့ကပြပြတတ်နေကိုယ်တည်းပဲဆုံးဖြတ်ပါပျော်ရွှင်မှုတစ်ခုတွဲနဲ့ချသူဘွားကိုယူမလုံးနဲ့သူနေရာမှာငါသာဆိုတဲ့တွေးလေးနဲ့စာနာပေးအစဲကြောင့်တဲ့ကိုစရီလဲရတဲ့ဘွားတွေကလည်းများကြည့်ပါချင်မလို့လိုလိုက်ကြိုက်ဆောင်ပြောတော့စပြောက်လို့ဘောထားချန်ထားတကယ်ဆိုဘဝကပြောင်းလဲမြိုင်နေရကောင်းစုတစ်ခုပဲပြည်စီခြင်းခဲ့တာကိုဘဝကိုနားလဲတဲ့လက်တွဲပေါ်ချစ်စိတ်နဲ့ဆုံးစေတာမထားခဲ့တဲ့ချစ်သူကိုမျိုးတာဘဝရဲ့နေမြင့်ချုပ်တဲ့အခါခွဲပဲအမြဲတမ်းကိုအနာမှာချစ်မျိုးနဲ့ဆုံးစေတာဘဝကပန်းခင်းလမ်းမဟုတ်တဲ့လိုမျိုးပုံတွေတွက်လို့မရတဲ့ပု္ပ္ပာအချိုးအကွေးတွေအရန်များတဲ့နှလုံးသားနဲ့ရင်ပြီးတော့မှရှင်ပြန်ရတာကြီးပဲမင်းဝမ်းနဲ့ပြီးတော့စိတ်တကြနေမစားမရှင်းနောက်လုံးဖောင်းပြပြီးတော့တက်လက်ရှင်းစမလာအသေးချစဉ်းစားလိုက်လုံးတွေကိုရှုံးပေးပြီးတော့မင်းရဲ့ချစ်ကိုစတဲ့ပြစ်မလာအဖူအထင်းတွေကြရင်ကလိုပဲရင်ဆိုင်ခြင်းနဲ့မင်းနဲ့အတူတူဘဝရဲ့အနေအမြင့်တွေကြအနေအမြင့်တွေကြဘဝကပြောင်းလဲမြိုင်နေရတောင်းစုတစ်ခုပဲပြည်စီခြင်းခဲ့တာကိုဘဝကိုနားလဲတဲ့လက်တွဲဖို့ချစ်စိတ်နဲ့ဆုံးစေတာမထားခဲ့တဲ့ချစ်သူကိုမျိုးတာဘဝရဲ့နေမြင့်ကြုံတဲ့အခါမခွဲပဲအမြဲတမ်းကိုအနာမှာချစ်မျိုးနဲ့ဆုံးစေတာတကယ်ကုန်ချင်းနဲ့ပဲနဲ့ဟန်ဆောင်ပြီးတော့မျောလင်းကျဲတွေမပြီးပါနဲ့စားတဲ့ကပြပြတတ်တန်နေကိုယ်တည်းပဲဆုံးဖြတ်ပါပျော်ရွှင်မှုတစ်ခုတွဲနဲ့ချသူဘဝကိုယူမလုံးနဲ့သူနေရာမှာငါသာဆိုတဲ့တွေးလေးနဲ့စားနာပေးညရရလေးလုံးငါပတိလေးကိုစိတ်ကိုချစ်တဲ့သူနဲ့ပေါင်းစပ်လို့ဘဝမှာခံနေရတဲ့ပူသောနာကျင်ခြင်းများပူလောင်နေတဲ့ခြင်းမျိုးမှကင်းဝေးပါစေထားခဲ့တဲ့ကတိတွေကိုတည်မြဲပြီးယုံကြည်ကြပေါင်းစပ်လို့အပေါ်ရန်တွေမှာတာယာနေတဲ့လိန်ညာမာယာလက်စားခြင်းတွေအောင်မှကင်းဝေးပါစေတကယ်ကိုဘဝကပြောင်းလဲမြန်နေရတောင်းစုတစ်ခုပဲပြည်စီခြင်းခဲ့တာကိုဘဝကိုနားလဲ